တရုတ်စကားကိုကျွန်တော်တို့ပြပြတတ်လေးပြောချင်တယ်ဆိုလို့ရှိရင်တော့ဖီးကတော်တော်လေးကိုအရေးပါတယ်เนาะဒါဆိုဖီးကိုတော့တေချာအောင်လုပ်ပေးရမယ်တရုတ်စကားမှာအခြေခံတန်ဆင်အနေနဲ့၄ခုရှိတယ်၎င်းတို့ကတော့နံပါတ်1အတန်音频နံပါတ်2အတန်阳频နံပါတ်3အတန်上升နံပါတ်4အတန်去声တို့ဖြစ်တယ်เนาะအဲ့အတန်လေးပေါ်မှာမူတည်ပြီးတော့လည်းအတိတ်ပဲကကွဲပြားခြားနာသွားတယ်ဒါကြောင့်မလို့အတန်စင်ကိုတေချာမှတ်ထားပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မောအားနဲ့ပေါင်းတဲ့ချိန်မားလို့ရတယ်အဲ့ဒီမားကအမေဆိုတဲ့အတိတ်ပဲရှိတယ်ဒါပေမဲ့တခြားတန်ဆင်ထည့်လိုက်တဲ့ချိန်ကျတော့အတိတ်ပဲကပြောင်းသွားတာပေါ့ဘယ်လိုလဲဆိုတော့မောအားမားပထမဆုံးတန်ကအမေမောအားမား二声马ဒုတိယတန်ကဒီနံ fiber အများကြီးပါတဲ့ဒီနံမောအားမား三声马တတိယတန်马အဲ့ဒါကမြင်းမောအားမား四声马နံပါတ်၄တန်မအဲ့ဒါကရှူတာဆဲတာနောက်တစ်ခါပြန်နားထောင်ကြည့်လိုက်မယ်နော်မောအားမား一声马အမေမောအားမား二声ဒုတိယတန်马အဲ့ဒါကဒီနံမောအားမား三声马အဲ့ဒါနံပါတ်3တန်马မြင်းမောအားမား四声马ဆဲတာရှူတာနံပါတ်4တန်မဆဲတာရှူတာဖြစ်ပါတယ်အောက်ကတန်ဆင်များကိုတစ်ခါတည်းလိုက်ဖတ်ကြည့်မယ်နော်အတန်ကြဲကြဲလေးနဲ့တရက်ကို3ခါလောက်လိုက်ဖတ်မယ်နော်ဒါဆို啊啊啊啊哦哦哦哦鹅一以以一乌五五物鱼鱼雨玉အတန်ပီပီလေးနဲ့ကြဲကြဲလေးနဲ့တရက်ကို3ခါဖတ်မယ်9ရက်လောက်ဖတ်ပြီးတော့လို့ရှိရင်ပြီးတော့ပါပြီဗျ like နဲ့ subscribe နဲ့ follow လေးလုပ်ပေးကြပါအောင်ဗျာကျေးဇူးတင်ပါတယ်